မင်္ဂလာပါရှင် Anygo Mobile မှာကြိုဆိုပါရရှင်ဒီနေ့မှာတော့ Infinix ကနေမှနောက်ဆုံးထွက်ရှိလာတော့မယ် GT50 Pro လေးနဲ့မိတ်ဆက်ပေးလိုက်မှာပဲဖြစ်ပါရရှင်သူ့မှာဆိုရင် CPU က Dimensity 6400 RT main နဲ့လာမှာဖြစ်ပြီးတော့ Android version ဆိုလည်းနောက်ဆုံး version နဲ့လာမှာပဲဖြစ်ပါရရှင် Wallpaper မှာဆိုလည်း AI theme လေးတွေကိုစိတ်ကြိုက်ရွေးချယ်လို့ရပြီးတော့သူ့မှာဆိုရင်လေ GT Trigger ဆိုတဲ့ button လေးလည်းပါတယ်ပေါ့နော်အဲ့ဒီ button လေးอ่ะပေါ့နော်ကိုထားချင်တဲ့ application လေးကိုရွေးထားပြီးတော့ဒီ button လေးကိုနှစ်ချက်နှိပ်လိုက်တာနဲ့ဥမာကင်မရာထားထားရဆိုရင်ကင်မရာလေးကို auto တန်းဝင်သွားမယ်ပေါ့နော်အဲ့ကြတော့ကိုရိုက်ချင်တဲ့ပုံစံလေးကိုရိုက်ထားလို့ရတယ်အဲ့ဒါအပြင်မှာသူကအဲ့ဒီ button လေးကိုအချိန်လေးကိုအနည်းငယ်ကြာလေးထိထားမယ်ဆိုရင်တော့သူကပုံ20ထွက်လာမှာပေါ့အဲ့ပုံ20ရဲ့မှာသူကအကောင်းဆုံး quality ကောင်းဆုံးပုံလေးတစ်ပုံထုတ်ပြပြီးမှာပေါ့နော်ဒီလို function လေးပါဆိုတော့အရင်လည်းမိုက်ပါတယ်ဒီကောင်လေးက slide to zone အနေနဲ့လည်းအသုံးပြုလို့ရတယ်ပေါ့နော် zone တွေပါဆွဲချင်တယ်ဆိုလဲဒီ button လေးကိုပဲအသုံးပြုပြီးဆွဲသွားလို့ရတယ်နော်Battery mAh 6500 mAh ကိုမှ45W ဖတ်ချခြင်း 144W refresh rate နဲ့ 1.5K resolution ထိရမှာဖြစ်ပါတယ်ရှင်။